Wi-Fi လိုင်းမမိဘူးအိမ်အပေါ်ထဲရောက်သွားရင်လိုင်းမမိဘူးအိမ်ရှိရောက်သွားရင်လိုင်းမမိဘူးအင်တာနက်ရောက်သွားတော့လေလိုင်းမမိဘူးဘယ်လိုလုပ်ရမလဲ Wi-Fi extender နဲ့ mesh Wi-Fi ပါတဲ့ Wi-Fi router တွေကိုဝယ်သုံးပါ router တချို့က mesh ရော extender ရောသုံးလို့ရပြီနဲ့တချို့ model တွေကတော့ extender ပဲ support လုပ်ပေးတာမျိုးရှိပါတယ်ဘာကွာလဲပြောပြမယ် Wi-Fi extender က main router ရဲ့ Wi-Fi signal ကိုလက်ခံပြီးတော့ပြန်လွှင့်ပေးတာပါ signal မရောက်တဲ့နေရာထိရောက်စုပြီးနဲ့ speed ကတော့အနေငယ်ကျနိုင်ပါတယ် main router နဲ့ RAM model မတူတာမျိုးလည်းအများအပြားချိန်သုံးရပါတယ် mesh Wi-Fi ကတော့ main router နဲ့ mesh node တွေက network တစ်ခုရဲ့အဖြစ်လုပ်တာပါဆိုတော့ speed လည်းမကျဘူးအိမ်နဲ့ရှောက်သွားရင်လည်း Wi-Fi ပြန်ဖိတ်စရာမလိုဘဲနဲ့အကောင်းဆုံး signal ရတဲ့ node ကိုဘယ်လိုလျောက်ပြောင်းချိန်ပေးမှာပါဒါပေမဲ့ mesh Wi-Fi ကတော့အများအပြား brand to mesh support လုပ်တဲ့ model အချင်းချင်းပဲချိန်သုံးလို့ရပါတယ်ဥပမာ Xiaomi mesh router ကိုသုံးထားရင် Xiaomi mesh router ကိုပဲထပ်ချက်သုံးလို့ရပါမယ်ဆိုတော့ Wi-Fi signal ကိုပဲထပ်ချက်သုံးရင် Wi-Fi extender နဲ့လုံလောက်ပါတယ်အိမ်အကျဲနှစ်ထပ်အိမ်ရုံးခန်းဒါမှမဟုတ်တပိုက်တွေအများကြီးချိန်သုံးမယ်ဆိုရင်တော့ mesh Wi-Fi ပါတဲ့ router တွေကပိုတင်တော့ပါတယ်ကျွန်တော်တို့ဆိုင်မှာတော့ extender ရော mesh ရောပါတဲ့ Xiaomi router လေးတွေရှိပါတယ်ဝယ်ခြင်းနဲ့ဆိုရင်တော့ချက်ပေါက်မှာလာမေးလို့ရပါတယ်ခင်ဗျာ